တော်တဆမှုတစ်ခုကနေတေလူမျောပါဖြစ်နေတဲ့တင့်အသက်ကိုတင့်ရဲ့နမတ်တပရိသတ်ကကယ်တင်ခဲ့တယ်လို့မြင်အောင်ကြည့်လိုက်ပါဒါပေမဲ့အဲ့ဒီပရိသတ်ကတင်ဟာသူ့အကြိုက်ဆုံးဇက်ကောင်ကိုတက်လိုက်ပြီဆိုတာသိသွားတဲ့အခါမှာတော့စာရေးဆရာပေါ်ရှယ်တန်အတွက်ဒီနှင်းတော်တွေကကားမောက်မှုဟာငရဲခန့်ရဲ့အစပြိုးမှုပါပဲဒီနေ့မှာတော့ကျွန်တော်တို့ဟာစာစီဇက်ကလက်နက်ဖြစ်လာပြီးထူရိုက်တဲ့သူကြီးကတော့ဘယ်တော့မှမေးလို့မရမယ့်အမှတ်တရဖြစ်လာတဲ့အသက်ရှင်ကျန်ရစ်မှုဒိဋ္ဌိရင်ဘူးရုပ်ရှင်မစ္စထရီအကြောင်းကိုတင်ဆက်ပေးသွားမှာပါနာမည်ကြီးစာရေးဆရာပေါ်ရှယ်ဒန်ဟာကော်လိုရာဒိုကအပန်းဖြေစခန်းတစ်ခုမှာသူ့ရဲ့နောက်ဆုံးလက်ရေးမှုကိုအဆုံးသတ်လိုက်ပါတယ်အောင်ပွဲခံပြီးကားမောင်းထွက်လာချိန်မှာပြင်းထန်တဲ့နှင်းမုန်တိုင်းနဲ့တိုးပြီးကား၆ထဲကျသွားပါတယ်သူ့ခြေထောက်တွေညှက်ပြီးအသက်ရှူရခက်ခဲနေချိန်မှာလူတစ်ယောက်ကကားထဲကနေဆွဲထုတ်ခဲ့ပါတယ်။သူနိုးလာတဲ့အခါဝေးလံခေါင်တည်တဲ့အိမ်တစ်လုံးရဲ့အခန်းထဲရောက်နေပါတယ်။အဲ့ဒီမှာသူနာပြုဟောင်းအန်နီနဲ့စတွေ့ပါတယ်။သူမကလမ်းတွေပိတ်နေလို့ဆေးရုံသွားလို့မရကြောင်း။ဒါပေမဲ့စိတ်မပူဖို့နဲ့ကျမဟာရှင့်ရဲ့နမတ်တပရိသတ်ဖြစ်ကြောင်းပြောပြပါတယ်။အန်နီရဲ့ပုံစံဟာပထမတော့အေးဆေးတယ်လို့ရှိပေမဲ့ပေါ်ရှယ်ဒန်ကိုမြင်လိုက်ရချိန်မှာသူမရဲ့မျက်လုံးတွေကထူးဆန်းစွာအယောင်တောက်နေတာကစိတ်မချရတဲ့အချက်ပဲဖြစ်ပါတယ်။စာရေးဆရာကကျေးဇူးတင်တဲ့အနေနဲ့သူ့ရဲ့လက်ရေးမှုအသစ်ကိုအန်နီကိုဖတ်ခိုင်းပါတယ်။ထမင်းကျွေးနေရင်းနဲ့အန်နီဟာစာအုပ်ထဲကဆဲဆိုတဲ့စကားလုံးတွေကိုမကြိုက်လို့ဒေါသတကြီးပေါက်ကွဲပါတယ်။စာရေးဆရာရဲ့ကိုယ်ပေါ်ကိုစွပ်ပြုတ်တွေမှောက်ချပြီးရိုက်မလို့ဖြစ်သွားပေမဲ့ချက်ချင်းဆိုသလိုပြန်လည်အေးဆေးသွားပါတယ်။ဒါဟာသူမရဲ့စိတ်မမှန်မှုကိုပထမဆုံးပြသလိုက်တာပါ။အန်နီဟာစာရေးဆရာရဲ့နောက်ဆုံးထွက်ထားတဲ့ mystery စာအုပ်ကိုဝယ်ဖတ်ပါတယ်။စာအုပ်အဆုံးမှာဇက်ကောင်ဖြစ်တဲ့ mystery တည်သွားတာကိုသိလိုက်ရချိန်မှာတော့သူမညဘက်ကြီးစာရေးဆရာရဲ့အခန်းထဲဝင်လာပြီးရှင်ငါရဲ့ mystery ကိုတက်ပစ်တယ်ဆိုပြီးအော်ဟစ်ဆဲဆိုပါတယ်။စာရေးဆရာကိုအခန်းထဲပိတ်လောင်ထားခဲ့ပြီးနှစ်ရက်တိုင်တိုင်အစာနဲ့အကိုက်ခဲပျောက်စေးမပေးဘဲထားခဲ့ပါတယ်။အန်နီပြန်လာပြီးစာရေးဆရာကိုစာအုပ်အသစ်တအုပ်ပြန်ရေးဖို့အကြက်ကင်ပါတယ်။စာရေးဆရာကိုလည်းကဘာမှာတစောင်းလေးရှိတဲ့သူ့ရဲ့လက်ရေးမှုအသစ်ကိုသူ့လက်နဲ့သူမီးရှို့ဖျက်ဆီးခိုင်းပါတယ်။သူမကစာစီစက်တစ်လုံးဝယ်ပေးပြီး mystery ပြန်လာပြီဆိုတဲ့စာအုပ်ကိုရေးခိုင်းပါတယ်။ mystery ကိုအသက်ပြန်ရှင်အောင်ရေးပေးမှလွှတ်ပေးမယ်လို့ချိန်ချောက်ပါတယ်။အန်နီအပြင်သွားချိန်မှာစာရေးဆရာဟာသပင်ကလစ်တစ်ခုနဲ့တကားကိုဖွင့်ပြီးအခန်းပြင်ကိုထွက်ခဲ့ပါတယ်။စာရေးဆရာကအိတ်ဆေးတွေကိုအမှုန့်ကျိတ်ပြီးအန်နီရဲ့ဝိုင်ထဲထည့်ကသူမကိုအိပ်ပျော်အောင်လုပ်ဖို့ကြိုးစားပေမဲ့မတော်တဆဖန်ခွက်မှောက်သွားလို့မအောင်မြင်ခဲ့ပါဘူး။မှတ်ဉဏ်လမ်းကြောင်းလို့ခေါ်တဲ့အဲဗန်တစ်ခုကိုတွေ့သွားပါတယ်။အဲ့ဒီထဲမှာအန်နီဟာဆေးရုံမှာကလေးငယ်တွေကိုတတ်ခဲ့တဲ့လူသက်သမားဖြစ်ကြောင်းသက်သေတွေကိုတွေ့လိုက်ရပါတယ်။သူဟာလူသက်သမားတစ်ယောက်ရဲ့လက်ထဲရောက်နေပြီဆိုတာသိသွားပါပြီ။အန်နီဟာအိမ်ထဲကအယုတ်လေးတွေနေရာလွဲနေတာကိုကြည့်ပြီးစာရေးဆရာအခန်းပြင်ထွက်တာကိုရိပ်မိသွားပါတယ်။အန်နီဟာစာရေးဆရာကိုကတင်မှာချီနှောင်လိုက်ပါတယ်။ပြီးတော့စိန်တွင်းလုပ်သားတွေကိုအပြစ်ပေးတဲ့ပုံမြင်တစ်ပုဒ်ကိုပြောပြပါတယ်။စာရေးဆရာရဲ့ခြေမျက်စိကြားမှာတစ်သားတုံးတစ်ခုခံလိုက်ပါတယ်။အဲဒီနောက်မှာအန်နီကတူကြီးကိုကင်ပြီးစာရေးဆရာရဲ့ခြေထောက်နှစ်ဖက်လုံးကိုရိုက်ချိုးလိုက်ပါတယ်။ဒေသခံရဲအရာရှိဘတ်စတာဟာသဲလွန်ဆက်နောက်လိုက်ရင်းအန်နီရဲ့အိမ်ကိုရောက်လာပါတယ်။မြေအောက်ခန်းမှာပုန်းနေတဲ့စာရေးဆရာကိုတွေ့သွားပါတယ်။ဒါပေမဲ့ရဲအရာရှိကဲမလို့လှုပ်တဲ့အချိန်မှာပဲအန်နီကသူ့ကိုတနက်နဲ့နောက်ကျောကနေပြစ်တက်လိုက်ပါတယ်။စာရေးဆရာဟာစာအုပ်ကိုရေးပြီးသွားပြီလို့အန်နီကိုပြောပြီးအောင်ပွဲခံဖို့ခေါ်ပါတယ်။ပြီးတော့သူမရှိတင်ပဲလက်ရေးမှုကိုမီးရှို့လိုက်ပါတယ်။အန်နီကစာအုပ်ကိုကယ်ဖို့စူးစမ်းချိန်မှာစာရေးဆရာကလေးလံတဲ့စာစီစက်နဲ့သူမကိုရိုက်ချလိုက်ပါတယ်။သူတို့နှစ်ယောက်ကျမ်းပြင်ပေါ်မှာတေလူမတက်တိုက်ခိုက်ကြရင်နောက်ဆုံးမှာစာရေးဆရာကအန်နီကိုအနိုင်ပိုင်းလိုက်နိုင်ပါတယ်။လအနှဲငယ်ကြာတော့နယူးယောက်ကစားတောက်ဆိုင်တစ်ခုမှာသူထိုင်နေပါတယ်။သူဟာပြန်လဲအောင်မြင်နေပေမဲ့စိတ်တန်ရာကတော့ရှိနေသေးပါ။စပွဲထိုးမလေးရဲ့မျက်နှာမှာအန်နီကိုမြင်အောင်ပြီးထိတ်လန့်နေတုံးပဲဖြစ်ပါတယ်။
အန်နီတည်သွားပေမဲ့ပေါ်ရှယ်ဒန်အတွက်တော့သူမဟာသူ့ရဲ့စိတ်အာရုံထဲမှာထာဝရနံပါတ်1ပရိသတ်အဖြစ်ရှိနေဦးမှာပါဒီဗီဒီယိုကိုသဘောကျရင် Subscribe လုပ်ဖို့မမေ့ပါနဲ့ဦးသင်ရောအန်နီရဲ့အိမ်ထဲမှာဆိုရင်အသက်ရှင်အောင်စူးစမ်းနိုင်ပါမလား